မိဝံပူတွေဟာအိုလီနဲ့တခြားတိရစ္ဆာန်တွေကိုတွေ့သွားပါတယ်။သူကတောမီရှို့နေချိန်မှာတိရစ္ဆာန်အားလုံးသူ့ကိုဒူးထောက်ရှုံးပေးဖို့အလိုရှိနေတာပါ။မိဝံပူတွေကအနားကိုချဉ်ကပ်လာတဲ့အချိန်မှာအိုလီကဘာလို့ရမလဲဆိုတာစဉ်းစားရင်းအကြံတစ်ခုရသွားပါတယ်။သူကအရင်သုံးထားတဲ့မော်အိတ်တွေစီသွားပြီးသူ့ကိုနောက်ထပ်မော်အိတ်တစ်ခုထပ်ပေးဖို့ဟက်ကနတ်မင်းစီဆူတောင်းခဲ့ပါတယ်။သူတို့ကအိုလီကိုနောက်ထပ်မော်အိတ်တစ်ခုပေးခဲ့ပြီးအိုလီကအက်ကနတ်မင်းဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုလီဟာခံရထည်ဝါတဲ့ဆက်ကနတ်မင်းကြီးဖြစ်ပြောင်းလဲသွားတာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်။သူ့ရဲ့အဖွားဆိုရင်ဒါဟာအိုလီမန်တိလိုက်ရတဲ့အခါပိုပြီးတော့တောင်အံ့တသွားပါသေးတယ်။အိုလီကမိဝံပူတွေကိုရင်ဆိုင်ပြီးမိငိမ့်သွားအောင်ရင်းနဲ့ပက်လိုက်ပါတယ်။အိုလီဟာဆက်ကနတ်မင်းကြီးဖြစ်နေမော်အိတ်တစ်ခုထုတ်ပြီးသူ့ကိုမူလအတိုင်းပြန်ပြောင်းပေးဖို့ IB ကိုပေးလိုက်ပါတယ်။ဒါပေမဲ့မိဝံပူတွေကဒီကွက်ကိုနောက်တစ်ကြိမ်အလိမ်မခံတော့ပဲမော်အိတ်ကိုမိရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မိဝံပူတွေကအိုလီကိုမိရှို့လိုက်တာကြောင့်အိုလီဟာအနေနဲ့ရင်ဆိုင်လိုက်ရပါတယ်။အခနတ်မင်းကြီးတွေကရေမကူးတတ်တာကြောင့်သူရဲစင်းရင်နစ်သွားနိုင်လို့ရဲကိုလည်းမသွားနိုင်ပါဘူး။ဒါပေမဲ့အိုလီမှာနောက်ဆုံးလက်ကျန်ကွက်တစ်ခုရှိနေပါသေးတယ်မိဝံပူတွေနားရောက်လာတဲ့အခါအိုလီကတစ်မြစ်တွေနဲ့သူ့ကိုချီနှောင်လိုက်ပြီးသူတို့ရှိနေတဲ့တကိုင်းကိုချိုးချလိုက်ပါတယ်။အဲ့ဒီမှာသူတို့နှစ်ယောက်လုံးမြစ်ထဲကိုပြုတ်ကျသွားပြီးရေစီးနဲ့အတူမျောပါသွားကြပါတယ်။ဒေါအုပ်ကြီးဘေးကင်းသွားပေမဲ့ပေးဆက်မှုတစ်ခုတော့ရှိခဲ့ပါတယ်။လအနေငယ်ကြာပြီးရဲ့နောက်မှာတော့တိရစ္ဆာန်လေးတွေဟာငြိမ်းချမ်းစွာနေထိုင်နိုင်ခဲ့ကြပါတယ်။ငှက်ကလေးတွေဟာလည်းအတူတကွဆက်ပြိုးရိတ်သိမ်းပြီးအစာတွေကိုမျှဝေစားတော့ကြပါတယ်။အခနတ်မင်းကြီးတွေပြန်ရောက်လာပြီးတိရစ္ဆာန်တွေအတွက်အစားအစာတွေပို့ပြီးယူဆောင်လာပေးပါတယ်။ IB ကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါအခနတ်မင်းကြီးတစ်ပါးရဲ့ကြောပေါ်မှာအိုလီကိုတွေ့လိုက်ရပါတယ်။သူမဟာအယမ်းဝမ်းသာသွားပြီးအိုလီစီကိုပြေးဖက်လိုက်ပါတယ်။အိုလီကအခနတ်မင်းကြီးတွေသူ့ကိုဘလို့ရှာဖွေပြီးကဲတင်ခဲ့ရဆိုတာပြောပြပါတယ်။ IB ကအိုလီကိုသူ့မိသားစုစီပြန်တန်းခေါ်ဆောင်သွားပြီးအိုလီတက်ရှင်နေတာကိုတွေ့ရလို့အားလုံးဝမ်းသာသွားကြပါတယ်။သူတို့အားလုံးဟက်ခနတ်မင်းကြီးတွေကိုကျေးဇူးတင်ဂါယဝပြုကြပြီးဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။အခုလိုဇလန်းလေးတွေထပ်ကြည့်ဖို့စောင့်မျှော်ပေးကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တွားလိုက်ပါ